ကမ္ဘာပေါ်မှာနိုင်ငံအလိုက်ထူးချွန်ပြောင်မြောက်လာတဲ့ကစားသမားတွေစနစ်တကျဖွဲ့စည်းထားတဲ့အားကစားအင်ပါယာတွေရှိကြပါတယ်ဥပမာဘောလုံးလောကမှာဆိုရင်ဘရာဇီးသားတွေဘတ်စကက်ဘောမှာဆိုရင်အမေရိကန်တွေဘီလီယံနဲ့စနူကာဆိုရင်အင်္ဂလန်ကဘဲသူအဲ့ဒီလိုပဲတေဘယ်တက်နစ်လောကမှာတရုတ်နိုင်ငံဟာထိပ်ဆုံးမှာနှစ်ပေါင်းများစွာရပ်တည်နေပြီးကမ္ဘာချန်ပီယံဆုတွေအိုလံပစ်ရွှေတံဆိပ်တွေကိုသူတို့တွေပဲတင်ကျုံယူနေတဲ့နိုင်ငံဖြစ်ပါတယ်အဲ့လိုဆုတွေကိုအရေးယူနိုင်စွမ်းရှိတဲ့တရုတ်ပလေယာတွေကတေဘယ်တက်နစ်မှာဘာလို့အရင်ကျန်းနေရသူတို့ရဲ့ game system တွေ technique တွေကဘာလို့ next level ဖြစ်နေရလဲစတာတွေကိုအချက်၃ချက်တည်းနဲ့ပြည့်စုံအောင်ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုကိုအဆုံးထိ like ပါကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါNational Sport and Human Resources ပထမဦးဆုံးအချက်ကတော့တေဘယ်တက်နစ်ကတရုတ်နိုင်ငံရဲ့ National Sport ဖြစ်နေတာပါကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ဘောလုံးကိုနေရာတိုင်းမှာကစားကြတယ်လို့မျိုးတရုတ်မှာကတေဘယ်တက်နစ်ကိုလမ်းမေးကြောက်စပွဲတွေကစားလို့ဂျုံတွေကြောင်းတွေအထိအလွာပေါင်းစုံကစားကြပါတယ်ကစားတဲ့သူတန်းနဲ့ချီရှိတဲ့အတွက် National Team တွေကိုရောက်လာဖို့အတွက်ဆိုတာတော်တော်မလွယ်ကူတဲ့ကိစ္စပါပြည်တွင်းပြိုင်ပွဲတွေမှာချန်ပီယံဖြစ်ဖို့ကကမ္ဘာ့ဗလားမှာချန်ပီယံဖြစ်ဖို့တဲ့ပိုခက်ခဲတယ်လို့တင်စားကြရတဲ့အထိကစားသမားအရင်းမြစ်တော်တော်များတာကသူတို့နိုင်ငံရဲ့ပထမဆုံးအားသာချက်ဖြစ်ပါတယ်အဲဒါကြောင့် National Team တွေကိုရောက်လာတဲ့ player တယောက်ကအဆင့်ပေါင်းများစွာဖျက်ကျော်ပြီးသားဖြစ်နေတဲ့အတွက်သူတို့ရဲ့စိတ်ထဲမှာ confidence ဖြစ်နေတဲ့စိတ်သက်မျိုးပါတခါတည်းပါလာပါတယ်အဲ့ဒါလို့ competitive environment မှာကြီးပြင်းလာတဲ့ player တွေက pressure တန်းကို easy handle လုပ်နိုင်ပြီးပွဲအတွေ့အကြုံတွေကလည်းတခြားနိုင်ငံတွေတဲ့ရှင်တအားမြင့်နေတာကြောင့်သူတို့နိုင်ငံကထောင်တက်နေတာဖြစ်ပါတယ် Brutal Training System ဒုတိယတစ်ချက်ကတော့သူတို့ရဲ့ Brutal Training System လို့ခေါ်တဲ့ရက်ဆက်လွန်းတဲ့လေ့ကျင့်မှုပုံစံတွေပါတရုတ် National ကစားသမားတွေဟာတနေ့ကို9နာရီကနေ10နာရီအထိတစ်ပတ်ကို6ရက်လုံးဝမနာတဲ့လေ့ကျင့်ကြပါရိုက်ချက်တစ်ခုစီတိုင်းကိုအချိန်ပေါင်းတောင်းချီပြီး muscle memory ဆွဲသွားတဲ့အထိလေ့ကျင့်ကြတာပါအဲအကြောင်းပွဲတွေမှာဘောလုံးဘယ်လိုမျိုးပဲလာသူတို့ရဲ့ခန္ဓာကိုယ်ကအလိုလျောက်အမားယုံမရှိတုံ့ပြန်နိုင်နေတာဖြစ်ပါတယ်မြန်မာလိုရှင်းရှင်းပြောရရင်တော့ဘောကြောနဲ့နေတာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံအပါအဝင်အနောက်နိုင်ငံတွေကအစကလေးတွေကိုပျော်ပျော်ပါပါဆော့ကစားခိုင်းပြီးမှဒီစနစ်ကိုတင် जा ပေးလေးရှိပါတယ်တရုတ်မှာကတော့ဒါလုံးဝပြောင်းပြန်ပါပြီအသက်9နှစ်10နှစ်အရွယ်ကလေးတွေဟာရပ်ပေါင်းများစွာလာပေါင်းများစွာကိုဗတ်တန်ကိုင်ပုံလက်လွဲပုံနဲ့ခြေရွှေ့ပုံတွေကိုဘောလုံးတစ်ချက်မှမထိရပဲပုံစံကြအောင်လေ့ကျင့်ရပါတယ်အချင်းခံပုံစံမှန်ပြီးစတိုင်ကြလာတော့မှပင်ပေါင်စားရကြရပါတယ်အဲ့လိုမျိုးတင် जा ပုံစနစ်ကတရုတ်မှာတကယ်ကျင့်သုံးနေတဲ့စနစ်တစ်ခုပါငငယ်ကကြည့်ဘူးတဲ့တကရာတေကစ်ဆိုတဲ့ရုပ်ရှင်မှာဂျက်ကီချန်ကဂျေဒန်စမစ်ကိုတိုင်းမသိမေးခင်ဂျက်ကက်ကိုဝတ်ခိုင်းလိုက်ပန်ချွတ်ခိုင်းလိုက်နဲ့လာပေါင်းများစွာ training မောင်းပြီးမှဂျက်ကီချန်ကတိုင်းစတင်ပေးတာကိုလည်းကြည့်ဘူးတွေ့ဘူးပါသူတို့ကဒီလိုလေ့ကျင့်မှုကိုပင်ပေါင်အားကစားတစ်ခုတည်းတင်မကအာသာစပေါ့တွေမှာလည်းဒီပုံစံအတိုင်းမောင်းကြပါဗီဒီယိုလေးရှေ့မဆက်မီကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ဖို့မမေ့ပါနဲ့နောက်ပြီး TikTok မှာလည်း follow လုပ်ထားဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါ Mentality and aggressive playing style နောက်ဆုံးအနေနဲ့တရုတ်ကစားသမားတွေရဲ့ next level ဖြစ်နေရတဲ့အဓိကတော့ချက်ကတော့သူတို့ရဲ့ aggressive playing style ပါတရုတ်ကစားသမားတွေပြန်ပွဲလာပြန်တဲ့အခါသူတို့ကအထက်စီးကနေအသာဆော့မယ်ဆိုတဲ့ mentality နဲ့ game plan ကိုနှလုံးမူပြီးလာပြန်ကြတာပါအနောက်နိုင်ငံကကစားသမားအများစုဟာခံစစ်ကိုအခြေခံပြီးမှကောင်တာပြန်ဆွဲဖို့ချောင်းတက်ကြပြင်မဲ့တရုတ်ကစားသမားတွေရဲ့စိတ်ဓာတ်ကတော့လုံးဝပြောင်းပြန်ပါ service ထိုးပြီးတာနဲ့တတိယမြောက်ဘောလုံးကိုခြေရွှေ့ပြီးအပြက်ဖြတ်တဲ့တက်ဘောအထက် playing style ကိုတည်ပြီးပြိုင်ဘက်ကိုဖိအားပေးခွာတီးတဲ့စနစ်ကိုပဲအဓိကဦးတည်ကစားကြပါနောက်ပြီးအိုလံပစ်ဝင်သားတွေ medalist player တွေကနောက်တစ်ချိန်မှာနီးပြဝင်လုပ်တဲ့အခါသူတို့ရဲ့တပည့်တွေကပိုပြီးတောင်ကြောက်ဖို့ကောင်းတဲ့မျိုးဆက်တစ် monster တွေဖြစ်လာကြပါတယ်ဘာလို့လဲဆိုတော့အဲ့နီးပြတွေဟာကွင်းထဲကပြိုင်ဘက်ရဲ့ဖိအားကိုဘယ်လိုတုံ့ပြန်ရမလဲဆိုတာ theory စာအုပ်တွေထဲကအတိုင်းသင်ကြားပေးတာမဟုတ်ပဲသူတို့ကိုယ်တိုင်အိုလံပစ်ဗိုလ်လုပွဲတွေမှာရရှိခဲ့တဲ့ experience တွေသူတို့ကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့တဲ့နီးစနစ်အကွက်ဆန်းတွေကိုလက်ဆင့်ခံရင်သူတို့ရဲ့တပည့်တွေဟာတကယ်ကျတဲ့ top player တွေဖြစ်လာကြပါဒီလိုစနစ်ကြလွန်တဲ့ကလေးဘဝလေ့ကျင့်မှုစနစ်ပြိုင်ဘက်ကိုပုံတူကူးထားတဲ့ clone ပါတနာတွေပြိုင်ဘက်ကဘလောက်ပဲနီးပြူဝါတွေပြောင်းပြောင်းငယ်တွေကအနာခံလေ့ကျင့်ခဲ့ရတဲ့အခြေခံအုတ်မြစ်တွေတိုက်စစ် DNA တွေနဲ့ကမ္ဘာအဆင့်လဲကျက်နီးပြတွေရဲ့ကစားကွက်တွေကိုပေါင်းစပ်ပြီးတေဘယ်တက်နစ်ကမ္ဘာမှာနှစ်ပေါင်းများစွာကြာအောင်ဘယ်သူမှမမီနိုင်တဲ့အဆင့်တန်းတစ်ခုနဲ့ယက်တည်နေနိုင်တာဖြစ်ပါတယ်
ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲ God bless you ပါ